တကယ်ကိုမှအသုံးဝင်တဲ့အင်္ဂလိပ်စာအခြေခံစကားပြောလေးတွေကိုလေ့လာကြမယ်ပထမဆုံးတစ်ခုက Have you still got time Have you still got time အချိန်ရသေးလားလို့မေးတာပေါ့နော်နောက်တစ်ခုကကျတော့ I have plenty of time I have plenty of time Okay အချိန်နေအများကြီးရှိတယ်ငါမှာနော်ဒါမျိုးပြောတာနောက်တစ်ခုကကျတော့ I'm in a hurry I'm in a hurry Okay ငါအလျင်စလို့ဖြစ်နေတယ်နော်ဒါမျိုးပြောတာနောက်တစ်ခုကI have to go I have to go okay ငါသွားမှရတော့မယ်နော်နောက်တစ်ခု I have something to tell you I have something to tell you okay ငါမင်းကိုပြောတရားရှိတယ်နော်နောက်တစ်ခုကျတော့ Can I ask you a favor Can I ask you a favor okay အကူအညီတောင်းလို့ရမလားနော်အကူအညီတောင်းတာပါနော်နောက်တစ်ခုကျတော့ I'm sorry I can't help you with that I'm sorry I can't help you with that okay sorry ပါငါမင်းအားနဲ့ပတ်သက်ပြီးတော့မကူညီပေးနိုင်ပါဘူးကူညီပေးလို့မရပါဘူးပေါ့နော်ဒါမျိုးလေးပြောတာပါဟုတ်ကဲ့ပါ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video Goodbye